Oh. Mania Sephoraနေပြီးတော့ဝယ်လာတာလေးပါ။ဘာဝယ်လာလဲဆိုတာသိချင်နေကြရပေါ့နော်။ဆိုတော့ဘာဝယ်လာလဲပြမယ်။ Root ရဲ့ spray လေးဝယ်လာပါတယ်။နောက်တစ်ခုကတော့ရမ်းချစ်ကောင်းတဲ့တာဒါRoot ရဲ့ brush လေးဝယ်လာပါတယ်။ဘယ်တော့မှထားအရင်နေမကောင်းဖြစ်နေတာဆိုတော့ vlog တွေလည်းမရိုက်နိုင်အောင်ဘာမှလည်းမလုပ်နိုင်အောင်ဆိုတော့ကိုပြန်ပြီးတော့ဆွချတဲ့အနေနဲ့လေးဝယ်လာတာပါ။ဖောက်ကြည့်ရတယ်တူဖောက်ကြည့်မယ်။ချစ်စရာလေး Look at this. Oh. နောက်တစ်ခုကတော့ဒါလေးပေါ့နော်။ဒါလေးဝယ်လာတယ်။ထားဝယ်လာတာကတော့ Toasted Daddy ပေါ့နော်။ဒီဟာလေးရမ်းကြိုက်လို့ live ပေါ်မှာတွေ့ကြတဲ့ရလို့ချင်းညာပေါ့နော်။ Oh. ချစ်စရာလေး packaging ကြီးอ่ะအော်မကောင်းမိတဲ့အဲ့ချောင်းဆိုတာအခုထိမပြောက်သေးဘူး Got this ထားရင်ကြိုက်တယ်ပေါ့နော်သူရလေးရတော့လိမ့်ကြည့်ပြီးွားတဲ့အခြေအနေလေးပါ See you in the next video bye